ဆုံးလေးနာနာရှိကိုလေးနဲ့တို့လူကြီးလေးရင်မခိုးလုံးငယ်ဘူးတဲ့ဂျင်နာရီနဲ့နေစိပြည်သားရဲ့လုံးသားရဲ့မှာဇုံပြခံစားခဲ့ရတော့ဝမ်းနဲ့လို့လာတဲ့ဒါကြည့်